မင်္ဂလာပါခင်ဗျာဆရာကြီးမင်းသိန်ခါရဲ့မနောမယဂံဘီယပရိစိန်ဒီစာအုပ်ကယုံစေခြင်းမာသည်ဆိုတဲ့ဆောင်းပါးလေးကိုကျွန်တော်မျှဝေပေးပါရစေမန္တလေးတက္ကသိုလ်မှအလုတ်ရန်နာပိစအချိန်တနေ့တနိုင်နထိုးကြီးမြို့ဖုံးတော်ကြီးတစ်ပါးဇာပနာတို့လိုက်ပါရွတ်ဆိုရန်ဆိုင်ရာပုဂ္ဂိုလ်များကကျွန်တော်အားလာခေါ်ပါတယ်ကျွန်တော်ဗိသိက်ဆရာလုံးသက်မြကြီးဖြတ်ပြီးပြောလို့မရှိပါပေးသွေးယူလေးရှိပါတယ်တချို့ကပစ္စည်းပေးတယ်တချို့ကငွေပေးပါတယ်ဟိုဒီပစ္စည်းထက်ငွေကိုမဲ့တော်လဲငွေမဲ့ကြောင်းရိပ်ရောင်ကျွန်တော်မပြတတ်ပါထိုဇာဝနာပွဲမှာကျွန်တော်နှမ်းစီတပုံရပါတယ်နှမ်းစီတပုံထိုစဉ်ကပေါက်ဈေးငွေ200ကျပ်ဖြစ်ပါတယ်နှမ်းစီတပုံပေးမိအစားငွေ200ကျပ်ပေးလိုက်ရင်ပိုကောင်းမှာပဲဟုကျွန်တော်တိတ်တဲကလေးတွေးမိပါတယ်သို့တော့ထိုဖုန်ကြီးဇာဝနာပွဲတွင်ကျွန်တော်တက်တာမှတ်သားလောက်အောင်အပေါက်ကောင်းတိုးခဲ့ပါတယ်အကြောင်းတော်ကထိုပြန်လွန်တော်မူသောဖုန်ကြီးသည်ထွဲရပေါက်ဆရာတော်တပါးဟုအများကယုံကြည်ကြသောပုဂ္ဂိုလ်ကျော်ဖြစ်ပါတယ်ထိုဆရာတော်သည်စာရေးသူအားတိထားနှင့်ပြီးဟုဆိုတယ်ရာဟုထွက်ခက်ခဲ၍အသက်60နဲ့60နှစ်ကြားတေကိန်းမြင့်နှင့်သည်ဟုဆို၏သူတိပိရင်းချတဲ့ကဤစာရေးသူညီကိုမောင်နှမလူနေကြသောဇနီးမောင်နှံအားမှားဘူးသည်ဟုဆို၏သူပြန်တော်မူသောအခါတကားဆန်းထွန်းသည်ရေချင်းကောင်းတော်လဲအကြောင်းအားလျော်စွာအယူမှားသောကြောင့်ကလေးတပြုံကြီးနှင့်ဆင်းရဲလိမ့်မယ်ပင်ဆယ်ယူပြီးတေကိန်းမြင့်သည်သူကိုတနာသည်သို့တော်မိစ္ဆာတိဋ္ဌိအယူမှားယူဘူးသောတကားဆန်းထွန်းအားကျွန်ုပ်မျက်နှာချင်းမဆိုင်လိုသူငါးစားပနာလာ၍ရွတ်ဖက်လိမ့်မည်ထိုခါကြမှမင်းတို့ကဒီမန်တန်ကိုသူ့အားပေးလိုက်ပါသူယုံလင်အကျိုးပေးမှာပဲမယုံလင်သူ့ထိုက်သူ့ကံရှိပါစေတော့ဟုမှားခဲ့တယ်လို့ဆိုပါတယ်နောက်များမကြမီဆရာတော်ပြန်လွန်တော်မူတယ်ကျွန်တော်ဆရာတော်ဇာပနာမှာရွတ်ဖက်ရတယ်ကျွန်တော်ကိုပေးခဲ့သောမန်တန်ကိုထက်ဆင်ပေးသောပုဂ္ဂိုလ်များထံမှရတယ်ဘာကြောင့်မှမသိကျွန်တော်တုံရင်ယုံကြည်အားကိုးမိတယ်မန်တန်ရတော့နေ့တွင်နထိုးကြီးမှပင်ထိုမန်တန်ကိုအကြိမ်ကြိမ်တရဇယ်နေမိတယ်တကယ်တော့ဆရာတော်အလိုတိုင်းဆိုရင်တနေ့3ချိန်ရွတ်လင်ကိစ္စပြီးဟူ၏ထိုဇာပနာမှာပြန်လာသောနေ့မှာပင်မန်လေးမျိုးဝင်စန္ဒယာကြီးလဲပါပြီးစီလာသူအများနှင့်ကားမောက်လူဖြစ်တယ်ဒီတခါတော့ငါသေးပြီဟုမျက်စိပြသွားတယ်ထိုအခိုက်တစုံတယောက်ကဒုံနှင့်ထောက်ထားပြီးတကယ်လို့၎င်းကျိုးနှင့်ဆိုင်ထားပြီးတကယ်လို့၎င်းဖြစ်နေတယ်ထိုချိန်မှာမိုးလဲတဖွဲရာနေတယ်နေရာကငါးဆိုတိုင်အနီးကားလန်တစ်ဖက်မှာနှိပ်ရှော့6ဆောင်း200ပင်ဒီကျွန်တော်တေကန်မရောက်တက်မဲ့ပြောက်အခြားရင်တစ်စီးကိုဆက်စီးပြီးဂဒုံကရင်နဲ့အိမ်တို့ရောက်ပါတယ်အိမ်တို့ရောက်တော့ခါကျွန်တော်ဘောကအလင်းရောင်ဖွင့်စေတော့တရင်ကောင်းကြားရတယ်တရင်ကောင်းကိုစောင့်ကြည့်လာသူမှယခုဓမ္မစာပရိသာဥအောင်မွန်ဖြစ်ပါတယ်တရင်ကောင်းကချားမဟုတ်ဥအောင်သိဟန်ကဆရာအားပင့်ခေါ်ခိုင်း၍ကျွန်တော်လာရသည်ကျွန်တော်နှစ်တပါးတည်းဆရာကြွားခဲ့ပါဆရာဥအောင်သိဟန်ညံပူစော်ကထိုက်တန်ပေးပါမည်တဲ့တက္ကသိုလ်ဝန်ထမ်းတင်တန်းသားတွေကိုမြန်မာစာတင်တန်းပို့ချပါမယ်တူတူပြောရရင်ထိုချိန်မှဆိုင်ကျွန်တော်ဘဝတမျိုးတစ်ပုံပြောင်းလဲမန်တန်ဆန်းထွက်တီကိုကိုယ်တိုင်တွေ့ထားသောကျွန်တော်ကနီးစပ်ရာဓမ္မဒါနပြုခဲ့သည်မှာတော်များပါတယ်မန်တန်ကပေါ့ပါလေးပါအနန္တောနန္ဒ5ပါးကပရိ5လုံးအရဟံပရိ19လုံးမေတ္တာပိုးက3လုံးစုစုပေါင်း28လုံးပရိဖြစ်ပူဇော်လို့ရပါတယ်အနန္တောနန္ဒ5ပါးကတော့ဗုဒ္ဓဂုဏောအနန္တောဓမ္မဂုဏောအနန္တောတန်ခါဂုဏောအနန္တောမာတာပိတုဂုဏောအနန္တောအာစီယဂုဏောအနန္တောပြီးရင်တော့အရဟံကို19လုံးပူဇော်မှာဖြစ်ပါတယ်မေတ္တာပို့အနေနဲ့ကတော့အာလုံးတတ္တဝါချမ်းသာပါစေအာလုံးတတ္တဝါချမ်းသာပါစေအာလုံးတတ္တဝါချမ်းသာပါစေဆိုပြီးတော့မေတ္တာပို့ရမှာဖြစ်ပါတယ်အဘဆရာကြီးမင်းသိန်ခါရဲ့ဗတိစိန်ကြီးကိုပူဇော်ခြင်းနဲ့ဆိုရင်တော့မြတ်မိတ္တာမှာမှာယူလို့ရပါတယ်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်အနန္တောနန္ဒ5ပါးအတွက်ဗတိစိုက်ကြီး28လက်မှာဗတိ5လုံးထည့်ပေးထားပါတယ်ပြီးရင်တော့ကျွန်တော်တို့အရဟံဂုံတော်အတွက်ဗတိ19လုံးထည့်ပေးထားပါတယ်ပြီးရင်စိုက်မတူကျွန်တော်တို့မေတ္တာပို့အတွက်ဗတိ3လုံးကျွန်တော်ထည့်ပေးထားပါတယ်မှာယူခြင်းနဲ့ဆိုရင်တော့မြတ်မိတ္တာရဲ့ Facebook page TikTok page က Messenger မှာမှာယူနိုင်တယ်လို့399446 36956 3994 4809 4496မှာဆက်သွယ်မှာယူပူဇော်နိုင်ပါတယ်ခင်ဗျာအထူးကျေးဇူးတင်ပါတယ်